ဆိုပြပါဘာလို့ဒီလိုလုပ်နေတာလဲဒီရလဲဘာလို့ဒီလိုတောင်းစားနေရလဲဘာလဲဒီကိုဤလူမနေတယ်လို့ပြောဦးလောကမှာလူမရှားတယ်ပဲမရှားဘူး